နဲ့20 ပြည့်နှစ်ဘဝမှာ2019လို့ပြောရတာကျင်သားကြနေပါတယ်2020လို့ပြောရတာဒီနေ့နဲ့မှ4 ရက်ရှိပါသည်ကျင်သားမကြသည်ကျွမ်းနာမည်ကဝိုင်းနဲ့ကျွန်တော်မကြားဘူးပါဘူးနာမည်လေးကလှပါတယ်အဝိုင်းဆိုတာလှပါတယ်အဲ့တော့ခုအဝိုင်းရွာကသူ့မှာစာကြည့်တိုက်ထောင်ထားတယ်လူငယ်4 ယောက်အတော်တိုးတက်တဲ့ရွာပဲလို့ပြောချင်ပါတယ်မြို့နယ်လည်းနီးပါတယ်သွားလာရေးလည်းအဆင်ပြေပါတယ်အဲ့လိုရွာကလူငယ်တွေအသိဉာဏ်ပညာဘုံမျိုးတိုးတက်ဖို့အတွက်စာကြည့်တိုက်တည်ထောင်ထားတယ်စာကြည့်တိုက်တည်ထောင်တာတောင်သက်တမ်း4 နှစ်ရှိပြီအတော်ဂုဏ်ယူဖို့ကောင်းပါတယ်အဲ့4 နှစ်ပြည့်ဒီစာပေဟောပြောပွဲကိုကျင်းပတယ်ရွာနာမည်ကလေးကိုချစ်ခင်ပါတယ်ဟောပြောရတဲ့အကြောင်းအရာကိုလည်းလေးစားပါတယ်ဟောပြောရတဲ့နေရာလေးကိုလည်းနှစ်သက်တဲ့စိတ်ဖြစ်တယ်အဘောအသစ်ပင်လေးအုံမိုးထားတယ်ကြပြဆန်နေမော့ကြည့်လိုက်လာကလေးရှိသေးတယ်တဘာဝအလှပနေခြေရွာလေးတရွာမလာဟောရတယ်ကျွန်တော်ကိုယ်တိုင်ကလည်းရွာသားပဲကျွန်တော်ရွာကလေးဒီရွာနဲ့ရှင်တော့ကျွန်တော်ရွာကလေးကအတော်နှိမ်ပါတယ်လို့ပြောရမှာပေါ့ဒီရွာကအင်ဂျင်နဲ့ကြည့်ရင်လည်း900လောက်ရှိတယ်ဒီယာမရွာကြီးပါပဲရွာကြီးနောက်တစ်ခါသွားလာဆက်သွယ်ရေးလမ်းပန်းအားလုံးဆင်ပြေတိုးတက်တဲ့ရွာကလေးကျွန်တော်ရွာမှာလည်းစာကြည့်တိုက်ကလေးရှိပါတယ်သို့သော်ဒီစာကြည့်တိုက်တော့ကျွန်တော်မရောက်ခဲ့ရပြီမဲ့ကျွန်တော်ရွာစာကြည့်တိုက်ကိုကျွန်တော်အကူကြီးနဲ့အဆောက်အဦကောင်းကောင်းလေးဆောက်ပေးထားတယ်သို့တော်လည်းစာဖတ်တဲ့လူအလွန်နည်းပါတယ်စာဖတ်တဲ့လူနည်းစာကြည့်တိုက်ရှိပြီဆိုစာဖတ်ပါလို့ပြောချင်ပါတယ်နောက်တစ်ခုကျွန်တော်ဝန်တာတာပြောပြရစီဒီရွာကလေးကကျွန်တော်ကိုကြွားတယ်ကြွားလုံးထုတ်တယ်ဘာကြွားတော့ဆိုတော့အခန္ဓာမူ3 ယောက်နဲ့ကြွားတယ်ခန္ဓာမူလေးတွေကတယောက်ပြီးတယောက်သူတို့ကိုသူတို့မိတ်ဆက်ပြီးတော့ပြောတယ်ဘသူကဘယ်တက်ကသူဘယ်နှစ်ကပါ3 ယောက်စလုံးတက်ကသူကျောင်းသူတွေအဲ့ဒီလိုသူတို့နာမည်လေးနဲ့မိတ်ဆက်ပြီးတဲ့ခါမှာကျွန်တော်ဝန်တာတယ်ဟောဒီရွာလေးမှာတက်ကသူကျောင်းသူတွေဒီရှေ့မှာကို3 ယောက်သူတို့3 ယောက်ကိုကြည့်လိုက်ရင်မိန်းကလေးတွေရှိတယ်လို့ယောက်ျားလေးတွေလည်းအများကြီးရှိမှသိကြပါတယ်အခန္ဓာမူလုပ်တဲ့3 ယောက်ကိုစာပွားကြည့်လိုက်ခန္ဓာမူမဟုတ်တော့သူတွေလည်းအများကြီးရှိမှာပါပဲဒါကြောင့်မလို့ဥစွာဝန်းမြောက်ဝန်းသာဖြစ်တယ်ရွာကလေးကသူတို့ရဲ့သမီးတွေနဲ့ထုတ်ပြီးတော့ငါ့ကိုကြွားလိုက်တာပဲဝန်းသာပါတယ်အဲ့ဒီကြွားတာလေးကိုအမြတ်တနုတန်ဖိုးထားပါတယ်ဆက်လက်ပြီးတော့လဲကျောင်းသူကျောင်းသားတွေအများကြီးပေါ်ထွန်းပြီးတော့တက္ကသိုလ်ဘွဲ့ရပညာတတ်တွေအများကြီးပေါ်ထွန်းပါစေစာတွေဖတ်ခြင်းဖြင့်တိုးတက်ပါစေလို့ပြောချင်ပါတယ်ကျွန်တော်ကကျမ်းမာရေးမကောင်းဘူးကံကောင်းတယ်ဒီနေ့လာတော့နည်းနည်းလေးသွားနိုင်လာနိုင်ရှိတယ်ဒါတော့အတွဲနဲ့လာရတယ်လေကားတစ်3 တစ်တည်းရတယ်လေကား3 တစ်စေလူပြိုဖြစ်တယ်လို့ပြောတယ်ဒီလေကားတစ်မျိုးတော့ဥဝဲတောင်ပြန်ဖြစ်သွားအောင်
တစ်ထစ်နဲ့တစ်ထစ်အမြင်ကြီးပဲဗျအမြင်ကြီးပဲလူနှစ်ယောက်နဲ့တင်းဆွဲမှတင်ရတယ်ဟောဒီလေကားသုံးတက်တာကိုယ့်အကူဆင်းနိုင်တော့ဥဝဲတောင်ပြန်ဖြစ်ဦးမယ်သူကတော်ပါသေးတယ်ကျွန်တော်ပခုတ်ကူသွားဟောတော့ကလေကားအရှိတဲ့တဲ့ရဗျဒီလေကားခိုင်မာတယ်သူတို့လေကားမခိုင်မာဘူးဣပတ်နဲ့ကျွန်တော်6ယောက်တွဲတင်ရတယ်ဗျစင်မော2ယောက်ကဘေးကတွဲပါတယ်2ယောက်ကစင်မောကနေလှမ်းဆွဲပါတယ်2ယောက်ကနောက်ကနေဖင်တွန်းပါတယ်6ယောက်ပေါင်းတင်တော့စင်မောရောက်သွားအဲ့ဒါကိုကြည့်ပြီးနောက်ကလူတယောက်ကအနေနိုင်ဘူးဟာဒီစာရေးဆရာလည်းအတော်တောက်ထားပါလားကွာလူတွေကစာရေးဆရာဆိုရသမားကြီးထင်နေတယ်ကျွန်တော်မတောက်လိုက်ရပါဘူးမတောက်ဘဲနဲ့ချီးမွမ်းခံရအဲ့တော့ဒီမှာတော့ဘေးဘက်ကဆိုတော့3-4ယောက်တွေ့ပြီးပြိဿကမမြင်ရဘူးကံကောင်းတဲ့ခုနကတော့ကမီးကြီးတွေထိုးထားတယ်ခလဲကောင်ကမီးကိုမိတ်ပေးတယ်မိတ်ပေးလို့ပြိဿကနည်းနည်းတော့မြင်ရတယ်ဗျကောင်းကောင်းတော့မမြင်ရဘူးဒီအဲ့ဒီမီးထိုးတာကိုကြောက်လို့ကျွန်တော်ရုပ်ရှင်မင်းသားမလုပ်ခဲ့တာပါစာရေးဆရာဖြစ်တဲ့တော့ဒီမီးကလိုက်ထိုးနေအဲ့လိုပါပဲမျက်စိကလည်းမကောင်းပါဘူးမကောင်းတဲ့ထက်မီးရထိုးလိုက်တော့လူတွေတယောက်မှမမြင်ရပါဘူးမှောင်တောင်မဲတဲပါပဲဒါတော်သေးဘုန်းတော်ကလေဝေးသွားဟောတယ်သွားဟောတော့7 နာရီထိုးပြီဟောပြောဝဲကမစကျွန်တော်မေးကြည့်တယ်ဟောပြောဝဲကဘယ်တော့စမှာတော့မီးမလာသေးဘူးဆရာအဲ့ဒီမီးကဘယ်တော့လာမှာတော့အဲ့ဒါတော့မသိဘူးဆရာဟောမသိတယ်မီးထိုင်စောင့်နေလင်းသွားမှာပေါ့ဒီတန်ချက်ဆက်ဆိုတာကဘက်ထရီအိုးလေးရှိရင်ပြောလို့ရပါတယ်ဗျမီးတစ်ခုခုထွန်းပေါ့ဗျာကျွန်တော်အဲ့လိုပြောပါကျွန်တော်ပြောချင်တာကပေါလင်းတက်မီးတို့နောက်တစ်ခါဘက်ထရီအိုးနဲ့ထွန်းတဲ့မီးလေးတွေရှိတယ်ဗျအဲ့လိုမီးလေးတွေထွန်းပေါ့ဒီလိုပြောတာခဏနေကော်မတီ၄ယောက်ပြန်လာရပြီဆရာတဲ့ကြရရင်သွားကြတာပေါ့ဟိုရောက်တော့ရုပ်ရှင်ဦးကြီးထဲမှာဗျစကားပြောစဉ်ရှိတယ်စကားပြောစဉ်မဟုတ်ဘူးဖျောင်းနိုင်သုံးနိုင်ထွန်းထားတယ်ကော်မတီကလည်းတော်တော်ဆင်းရဲဝင်ရတယ်ကျွန်တော်တို့ဟောတဲ့လူကိုတော့ပြိဿကမြင်ရတာမသိဘူးကျွန်တော်တို့ကတော့ပြိဿကိုဘာမှမမြင်ရပါလိုင်ကူမဲမဲကြီးဟောနေရတယ်ရည်စရာလေးပါလေးပြောလို့ရှိရင်ရည်တန်ကြရင်အားတက်တယ်ဗျအဲ့ဒီမှာဆရာကောက်လိုက်နဲ့သူကအရင်တက်ဟောတယ်ရည်စရာပုံမြင်လေးတွေပြောတော့ရည်တန်ကြရတယ်ဟောလူတွေများသားပဲကျွန်တော်လက်ကြလဲရည်စရာလေးတွေပါလေးတွေပြောတော့ရည်တန်ကြလူတွေရှိတယ်ကွလူတန်ကြတော့အားတက်ရည်တန်ကြတော့အားတက်နောက်ဆုံးဟောတာဗျာဘုကျော်အောင်ဆန်းရဲ့ကိုရံတော်ပါတော်မြဲဘုထွန်းလာစာရေးဆရာတက်ကသူနေဝင်းသူပြောတယ်ဟဲ့အောင်ငါနောက်လည်းလိုက်နေမှာမဟုတ်ပါဘူးကွာ84နှစ်ရှိပါငါအားရပါရဘုကျွတ်တို့ခက်ကရောက်နေပြောအောင်မယ်ကွာပြောဆရာကပြောပါတယ်ကြည်စရာလည်းမပါပါဘူးပြောလိုက်တာဒီလိုရုပ်ဆောင်ကြီးတွေလိုငြိမ်တိတ်လို့ကျွန်တော်တို့ကရှင်းသုံးတန်းနောက်မှလူမှရှိရလားမသိဆောင်းနှင်းကြီးဟောတာဗျတယောက်တလီတော့ချောင်းဆိုးတန်ကြားဖို့ကောင်းလဲဝေးရလူတွေလည်းကျမ်းပါတယ်ဗျာတယောက်မှချောင်းဆိုးတန်မကြားဆရာဟောပြီးတော့ကျွန်တော်ပြည့်ထွက်သွားတယ်ဒီမှာရုပ်ရှင်တွေကဘယ်နှယောက်ထွက်လာတော့သွားကြည့်ကျွန်တော်တို့ရှင်းသုံးတန်းက6ယောက်ပဲထွက်လာပါတယ်နောက်မှတယောက်မှမရှိပါဘူးဘယ်ချိန်ပြန်သွားကြမှန်းလည်းမသိပါဘူးဆရာလည်းဗျာရမ်းပြောနေတာပဲလူတွေလည်းတယောက်မှမရှိဘဲနဲ့မောလိုက်တာဆရာပြောတယ်မသိဘူးလေကွာငါလည်းအဲ့ဒီရုပ်ရှင်ကြီးနဲ့အပြည့်ရှိတယ်မှတ်လို့ပြောနေတာပဲအခုလဲဒီမိနှလုံးကကျွန်တော်ကိုထိုးထားတော့ဒီရှေ့တန်း
ထိုင်ကုန်လေးစတိတန်းကျွန်တော်မြင်ရပါတယ်အဲ့ဒီနောက်ကတော့လိုင်ကူမဲပါပဲကြောင့်မို့လို့ပြန်သွားရင်ကျွန်တော်မမြင်ရပါဘူးလွတ်လွတ်လပ်လပ်အေးအေးဆေးဆေးပြန်သွားနိုင်ပါတယ်လို့ကြိုတင်သိပေးထားပါတယ်စာကြည့်လိုက်ဟောပြောဝဲဖြစ်တဲ့အတွက်ကျွန်တော်ပေးလိုက်တဲ့ခေါင်းစဉ်ကအောင်စိတ်ပြလူငယ်တွေကိုပြောချင်တာပါအောင်စိတ်ရှိရင်လူငယ်တယောက်အောင်မြင်တယ်ဗျအောင်စိတ်မရှိရင်မအောင်မြင်ဘူးဗျအဲ့တော့စာဖတ်တယ်လို့ပါပဲကောင်းကျိုးတစ်ခုရအောင်နားနဲ့စာဖတ်လိုက်ပါဒီနေ့ညနားနဲ့နားထောင်ပြီးတော့လူငယ်တွေရောလူလက်တွေရောလူကြီးတွေရောဒီလိုစာနာပါလို့ပြောချင်ပါတယ်စာကိုနားတယ်စာကိုနားထောင်တယ်အဲ့ဒါကိုပြောချင်တာပါဒီလူတယောက်ကသိငယ်စိတ်ရှိညံ့ကျွန်တော်ကကိုယ်တိုင်သိငယ်စိတ်ရှိခဲ့ဘူးပါတယ်ဒါကြောင့်မို့လို့ကိုယ်တိုင်လည်းအလွန်ညံ့ခဲ့ဘူးပါတယ်ညံ့စရာသိငယ်စရာလည်းကျွန်တော်မှအကြောင်းအရာတွေအများကြီးရှိပါတယ်ခုနပြောခဲ့သလိုကျွန်တော်ရွာကလေးကအင်ဂျီ100လောက်ပဲရှိပါတယ်မူလာတန်းကျောင်းပဲရှိပါတယ်ရွာသိရွာငယ်သေးသေးလေးတရွာလုံးလက်သမားကြီးပါပဲကျွန်တော်အဖေလက်သမားပါပဲကိုယ်ပိုင်လယ်ကလေးရှိတော့ထမင်းနဲ့မှစားရတယ်ဗျလက်သမားဆိုတော့ဆန်ရတယ်ဗျနှမ်းဆိုင်တော့စီးရတယ်ဗျပြောင်းရတယ်ပဲရတယ်စားလို့ရပြီပေါ့မချမ်းသာပြီမဲ့လို့လက်သမားမငတ်ဘူးဗျအဲ့လိုနည်းနဲ့ကျွန်တော်9နှစ်သားကြတော့အဖေကကွယ်လွန်ရှာတယ်ဟောပေါ့ငှက်ဖျားယောဂါနဲ့ကွယ်လွန်တယ်အမေ23နှစ်ရှိပါသေးမုတ်ဆိုးမဖြစ်မလောက်တာမကင်တတ်တော့လေယာစီဝါကလေးပြတ်သွားတယ်ဗျပြတ်သွားတယ်ဒီတော့ကျွန်တော်တို့ဘယ်သူကခေါ်ယူကျွေးမွေးတော့အဖေကြီးကမွေးရတယ်ဗျအဖေကြီးကတော့အဲ့ဒီရွာလေးမှာဆိုးပါဘူးသူတယောက်ပဲတရွာလုံးမှာလဲသမားမဟုတ်တာဖေကြီးကဘာလို့ဆိုအဲ့ဒီရွာလေးမှာမူလာရန်ကျောင်းအုပ်ဆရာကြီးဗျမူလာရန်ကျောင်းအုပ်ဆိုလို့လက်ထောက်ကတော့တယောက်မှမရှိပါဘူးသူကသူတယောက်တည်းအုပ်နေရတဲ့ကျောင်းကလေးပါကျောင်းကလေးကသေးသေးဗျခုနမှာကလေး20လောက်သင်္ဘောကြီးတစ်ချက်ထောင်ထားတငယ်ရန်လေးဒီနားမှာတငယ်ရန်ကြီး18ယောက်သင်္ဘောကြီးတစ်ချက်ထောင်လို့ဒီနားမှာပထမရန်16ယောက်ဒီနားမှာဒုတိယရန်12ယောက်ခုနားမှာတတိယရန်6ယောက်ဒီဘက်မှာ4တန်း2ယောက်ကျွန်တော်တို့ကျောင်းသားချိုးစားတငယ်ရန်လေးမှာ20 4တန်းမှာ2ယောက်အတန်းကြီးသွားလေလူရော့သွားတယ်ဘာဖြစ်တာတော့ဒုတိယရန်လောက်အောင်တော့သေစာရှင်စာဖတ်တိုင်းတွန်းရောက်ပေါ့ကွာကျွန်တော်တို့ရွာလက်သမားတွေကကျောင်းထုတ်သွားကြတယ်ကျောင်းထုတ်သွားတော့ရော့သွားတာပေါ့အဲ့ဒီကျောင်းလေးမှာတရန်းနဲ့လည်းဘာမှကာချထားတာမရှိပါဘူးသင်္ဘောကြီးတစ်ချက်ထောင်ထားရင်တန်းမှာပဲကာချလို့လည်းပဲဖြစ်မလို့ဆရာကတယောက်တည်းအဖေကြီးရှိရထိုင်းနေကျွန်တော်တို့အားလုံးငြိမ်ပါတယ်စာအန်ကြလို့ပြောလိုက်တဲ့နေရစာတွေကုန်အော်တာပဲကိုတန်းကစာသူတန်းကစာကုန်ရသမျှကြားဘူးသမျှကိုအော်တာပါအော်လိုက်ရင်ပြီးသွားအဲ့လိုနီးနဲ့ဒီเจ้าကလေးမှာနေရတယ်နေရတော့အဖေကြီးခင်ဗျာစာသင်ရတငယ်ရန်လေးကိုသွားစာသင်နေတတိယရန်အကောင်ကြီးကျောင်းသင်မုံနဲ့ခုတ်ကုန်ကြညံပွဲချတတိယရန်ကိုပြေးပြီးတော့ဆူကပြောရပြန်ပြီဒုတိယရန်နှုတ်ကြောပိတ်လိုက်တော့နှစ်ပန်းချဒုတိယရန်ပြေးပြီးတော့ပြောရပြန်ပြီကျွန်တော်ကြည့်နေဟောစာသင်ရတာကနည်းနည်း
ပြန်ပွဲဖြစ်နေရတာကများပါပဲအဲ့ဒီမူလာတဲ့ကြောင်းလေးမှာလက်ရင်းသားဆော့ချစ်ဖြစ်မဲ့လူကမူလာတန်းပညာကိုသင်ခဲ့ရတာပါဗျဒီကြောင်းကလေးကိုကျွန်တော်သိသဘောကျတာတခုရှိပါတယ်ဗျဘာသဘောကျလို့ဆိုအဲ့ဒီကြောင်းကလေးမှာစာမေးပွဲလုံးဝမရှိပါဘူးဟာသိကောင်းတာဘာစာမေးပွဲမှမရှိဘူးပထမဆန်းရှိဘူးဒုတိယဆန်းမရှိဘူးတန်းတင်စာမေးပွဲကြီးရှိဘူးသူများเจ้าနေပိတ်ကျွန်တော်တို့เจ้าလဲຫນွေရသည်ရောက်ပိတ်တာပါပဲစာမေးပွဲတွေပြီးသွားတဲ့သဘောပါပြန်ပြီးเจ้าနေဖွင့်မြေဖေကြီးကဟိုစပွဲနာကောင်းနေဒီဘက်နာကိုရွှေ့လိုက်တဏ္ဍန်တက်သွားတာပဲဒီနာစပွဲနာကောင်းနေပထမမောက်ကိုသွားလိုက်လေးတန်းရောက်သွားတာပါတယောက်မှလည်းမကြပါဘယ်ကြမလဲဖြေမှမဖြေရတာအားလုံးအောင်တယ်အဲ့လိုနည်းနဲ့ကျွန်တော်ကလေးတန်းရောက်သွားကျွန်တော်လေးတန်းရောက်တဲ့နေ့ကျတော့ဖေကြီးကပြောတယ်ဟေးဒီနေ့လေးတန်းစာမေးပွဲဖြေရမယ်ကွာဟာဒုက္ခတစ်သက်လုံးမဖြေဘူးတဲ့စာမေးပွဲဘယ်လိုဖြေရမှန်းလည်းမသိဖေကြီးကဆက်ပြောတယ်ပညာရေးစနစ်ကပြောင်းသွားတယ်ကွာမဆမ်းပါဘူးအဲ့ဒီတည်းကပြောင်းတာဒီနေ့ထိပြောင်းလို့ကောင်းတော့မှာပဲအဲ့တော့လေးတန်းကဘုတ်စစ်ဖြစ်သွားပြီကွာကိုရွာကိုเจ้าနေမဖြေရဘူးစင်ငိမ်မြို့ပေါ်ကထက်တန်းကြောင်းသွားဖြေရမှာကွာပူဆိုးနေကိုเจ้าတောင်ကိုဘယ်လိုဖြေရမှမသိသူများကြောင်းသွားဖြေရမှာဒုက္ခအဲ့ဒီနေ့ကကျွန်တော်တို့เจ้าမှာလေးတန်းကြောင်းသားလဲများဆာကျွန်တော်တယောက်တည်းရှိတိုင်မင်ပေါ်တိုင်မင်ဘက်တောင်မရှိပါအဖေကြီးကြောက်တော့သွားဖြေရပါဖြေလိုက်တော့လဲကျွန်တော်အောင်သွားတယ်ဗျအဲ့ဒီနေ့ကကျွန်တော်တို့เจ้าရဲ့လေးရန်အောင်ချက်ကတော့ယာနှုံးပြေးပါပဲတယောက်တည်းဖြေတာလေတယောက်တည်းအောင်တော့ယာနှုံးပြေးပေါ့စင်ငိုင်မျိုးပေါ်ထက်တန်းကျောင်းကနာမည်ကြီးတယ်လေးရန်ကျောင်းသား54ယောက်သွင်းတယ်50အောင်တယ်4ယောက်ကြတယ်ကျွန်တော်တို့เจ้าမမှီပါဘူးကျွန်တော်တွေ့ကြည့်ဒီကောင်62ရာနှုံးမရှိတယ်ပြင်းတောင်ပြင်းသေးกว่าဖေကြီးကသဘောကျငါမီးမင်းမြို့ကျောင်းသွားတက်ရမယ်တဲ့ကျွန်တော်ရင်မြို့ကျောင်းသွားတက်တာတယောက်မှမရှိပါဘူးဘယ်ရှိမလဲ6မိုင်ဝေးတယ်ဗျစပင်းကလေးနဲ့သွားရကျွန်တော်တို့ရလက်သမားတွေကဘင်းဝယ်မပေးနိုင်ပါဘူးအဖေကြီးကတော့မူလာတန်းကျောင်းအောင်ဆိုတော့သူမျိုးကိုစာတတ်စေခြင်းနဲ့ဘင်္ဂလီတစ်စင်းဝယ်ပေးမယ်ကွတို့တော့ကျွန်တော်ကံမကောင်းပါဘူးဗျာကျွန်တော်၄နောက်နဲ့နှစ်မှာဖေကြီးကအငိမ့်စားယူရငိမ့်စားယူရတော့လာကမရတော့ပါဘူးရှိစုမဲစုငွေကလေးနဲ့ဘင်္ဂလီတစ်စင်းလိုက်ရှာရလာပါတယ်ဘင်္ဂလီကအတော်အိုပါတယ်ဘလောက်များအိုတော့အဲ့ဒီသက်ရွယ်နှစ်ခုလောက်ကြီးတဲ့အထိအဲ့ဒီဘိန်းလောက်အိုတော့တခါမှမတွေ့တော့ပါဘူးကျွန်တော်ဘိန်းတစ်စင်းလုံးမှာအယောင်လက်တဲ့နေရာတနေရာမှမရှိပါလက်ကင်မဲလေးမဲမှာပေါ့တန်ကြီးတွေတက်ကိုယ်မဲပါစပုတ်တံတစ်ချောင်းမကြံကုန်မဲပါအယောင်လက်တဲ့နေရာတနေရာတွေ့လောင်းချင်းစားကြီးချရဲတယ်မရှိဘူးကျွန်တော်ရှာပြီးဒီနေ့သားတို့သမီးတို့ကလေးတွေကိုပြောချင်ပါတယ်စပိန်ကလေးများဟောင်းလိုက်တာနွမ်းလိုက်တာအိုးလိုက်တာဆိုရင်မင်းတို့ဘိန်းကဆရာဘိန်းနဲ့အစတရားသာပါလိမ့်မယ်အဲ့ဒီဘိန်းအိုးလေးနဲ့စင်ငယ်ကိုကြောင်းသွားတဲ့ကိုရမှာတော့ကိုဘိန်းကလေးနဲ့ကိုဟုတ်လို့ကျွန်တော်အဲ့ဒီစပိန်လေးကိုစီးရင်တရွာလုံးရှိတဲ့ကလေးတွေထွက်ကြည့်ကြတယ်ကြည့်မှာပေါ့တရွာလုံးမှာဒီတစင်းရှိဟိုကြည့်ရင်လည်းဒီကောင်เนี่ยအေးစစ်စစ်မဟုတ်အတန်နေထွက်ဟဲ့ကြည့်အောင်ကွာဟိုမှာ3ဘိန်းမဟုတ်ဘူးနော်2ဘိန်းနဲ့ရဲ့လက်ကင်ကလေးနဲ့ထိန်းတာတော်လိုက်တဲ့ကောင်ကွာအစိုးစလဲတိုင်းနေတဲ့ကောင်นี่ချီးမွမ်းနေကြကျွန်တော်ဘိန်းစည်းရင်းနဲ့ကြားဘဝင်မြင့်
ဒီကောင်လေးကိုကြွားခြင်းလက်တစ်ဖက်လွတ်ပြအိုးအော်လိုက်ကြတယ်စူးညံလို့ဟာဟိုမှာလက်တစ်ဖက်လွတ်နေတာကွာတော်လိုက်တဲ့ကောင်ကွာချီးမွမ်းညကျွန်တော်လက်နှစ်ဖက်စလုံးလွတ်ချင်စိတ်ပေါက်လာပါလေမလွတ်ရဲပါဘူးလွတ်ရင်ဂျုံပြစ်မှာပါကိုရွာမှာကိုဘင်းကလေးနဲ့ဟုတ်ပေမဲ့စင်ငိုင်မျိုးပေါ်ကြတော့သူတို့ကဗျာစပိန်သစ်တွေဗျသူတို့မိဘတွေကလေးတောင်းအောင်နဲ့သာသမီကိုဝယ်ပေးကြသူတို့ဘိန်းတွေကနေအောင်နဲ့စီးသွားလို့ရှိရင်တပြောင်ပြောင်တလက်လက်နဲ့ကျွန်တော်ဘိန်းကဘာရောက်မှမထွက်ဘိန်းချင်းရှင်တော့ကျွန်တော်ရှုံးတယ်သို့တော့ကျွန်တော်ကဆင်ပြောင်တွေးရတယ်ကောင်းပါလေငါဘိန်းကနေအောင်နဲ့စီးသွားရင်ဘယ်သူမျက်စိမှဒုက္ခမပေးဘူးဘယ်ပေးမလဲရောင်မှမထွက်တာအဲ့တော့ဘိန်းချင်းရှင်တော့ကျွန်တော်ရှုံးအဝတ်ချင်းရှင်တော့လေရှုံးတာပဲဗျရှုံးမှာပေါ့ဘိန်းကအိုးလမ်းကကြမ်းတတိုင်းတိုင်းလဲရင်လည်းမသက်သာပါဘူးဗျဂျွန်းပြစ်ကြဖုံတွေကပေးအဲ့ဒီဖုံတွေကိုကျွန်တော်ခါတယ်ဗျမငိုပါဘူးဆယ်နှစ်သားငိုပါငိုရင်လည်းချော့မဲ့လူမှမရှိတာငိုတယ်ဆိုတာချော့တဲ့လူရှိမှငိုလို့ကောင်းငိုပြုတ်ကြသွားတဲ့စာအုပ်လွယ်ကလေးလက်ကင်မှာကောက်ချီသွားဟိုသုံးခါလောက်လဲတော့ဖုန်နေမခါရင်တော့ပါခါရင်လည်းထပ်လဲဦးမှာအဲ့တော့ချွေးနဲ့ဖုန်နဲ့ကတ်တော့အင်ကြီးလေးတွေကပေးလို့နွမ်းလို့ပါပဲမြို့ပေါ်အကြောင်းသားတွေကတော့ဗျာဘိန်းကလည်းကောင်းလမ်းကလည်းကောင်းကျောင်းနဲ့အိမ်ကနီးအင်ကြီးမိဘူးကြဖြူဖွေးလွှတ်လို့အရင်ရောင်ချင်းမတူပါဘူးအဝချင်းရှင်တော့ကျွန်တော်ရှုံးမုံဘိုးကြီးရှင်တော့လေရှုံးတာပဲဗျအဖွားတနေ့မှကျွန်တော်မုံဘိုးတမူးပဲပေးနေအဲ့တော့မူးခက်မခက်တမတ်ဆိုရင်ခောက်ဆွဲသုတ်မုံတီသုတ်လက်သုတ်စုံအကုန်စားနေတမူးမကတ်နိုင်ဘူးဘာစားရဂျုံစည်းကိုထင်းကျက်နဲ့ကြိုထားတယ်ပြစ်လို့အုံးသစ္စာမုံလေးဖြူထားတမူးဖို့စားရင်ဘိုက်ကူကားသွားတာပါပဲတနေ့လုံးမစားတော့ပါကျွန်တော်နေတိုင်းဂျုံယိုတစ်ခွက်မှန်တီးရတယ်အသက်ကြီးလို့ကျမ်းမာရင်နဲ့ဟာရကြောင်းနေစားရီပါရီဖတ်တော့ဟာကျမ်းဖန်ကံကောင်းနေပြန်ပြီအဲ့ဒီဂျုံစည်းနဲ့ထင်းကျက်ကူကြိုကျွေးရင်ကလေးငယ်တဲ့အာခွန်ဗလဖြစ်တယ်ကျွန်တော်ရ6ပေရှိပါတယ်အဲ့ဂျုံယိုတွေကျေးဇူးအများကြီးပါပါတယ်လက်သုပ်ဆောင်နေစားတဲ့ကောင်တွေဝန်လျှောနိုင်ပါတယ်ကိုမစားနိုင်တော့လည်းအဲ့လိုပြောရတာမုံဘိုးကြီးရှင်တော့လည်းကျွန်တော်ရှုံးကဲအဲ့ဒါတွေရှုံးရင်မကြည့်ပါဘူးကွာစားကြမင်းအတိုင်းပြီးတာပဲစားကြလည်းကျွန်တော်ရှုံးမှာပေါ့ဗျဟိုးဖေကြီးရဲ့တော်ကြောင်ကလေးကလာကျွန်တော်တို့ရွာမှာမူလာရန်အတန်း6တန်းရှိဆရာကအဖေကြီးတယောက်သေးမြို့ပေါ်4တန်းဘုရားရေးကြည့်တယ်ကွ9ဘာသာရှိတာဆရာမ9ယောက်တင်တာဗျသူတို့ကတန်းထဲကို9ယောက်အဖေကြီးမှာကအတန်း6တန်းကိုမှ1ယောက်သေးကွာတာပေါ့သူတို့ကသင်္ချာဆိုလဲအသေးချာသင်ရကျွန်တော်တခုံနဲ့ထိုင်တော့တူပါပဲလို့ထင်တယ်မင်းလည်းငါလည်းငါလည်းတူပဲလို့ထင်တယ်သင်္ချာဆရာမဝင်လာမှမတူမှန်းသိရသင်္ချာဆရာမကသင်မုန်းကြီးပေါ်မှာပု္ပ္ပစာရေးပေးထားသောပု္ပ္ပစာများကိုတဲ့3ချက်တွက်နီးနဲ့တွက်ပါသိပြီ3ချက်တွက်နီးမသိဘူးအဖေကြီးကြောင့်မှ3ချက်တွက်နီးမရှိဘူးအပေါင်းတို့မြောက်စားပဲရှိအဲ့ဒါနဲ့ကျွန်တော်4တန်းအောင်လာမလုပ်တတ်ဘူးကလေးဆိုတော့ကိုညံမိသမျှတွေးကြည့်3ချက်တွက်နီးဆိုတော့တခြားမဟုတ်ငါမတွက်တတ်ရင်
3 ချက်အရိုက်ခံရမယ်နီးပဲကြောက်တယ်ရိုက်ခံမှကြောက်တော့ဘယ်ဘက်ကကောင်ကြည့်အဲ့ဒီကောင်မြို့เจ้าကအောင်တာဗျတွတ်တတ်တယ်ကုန်းလို့တွတ်ကျွန်တော်လှမ်းကြည့်မမြင်အောင်ဗျသူ့ဘေးနားကပ်ပြီးကုန်းကြည့်ကျွန်တော်ကြည်မှန်းသိတာနဲ့အဲ့ဒီကောင်ကကြောကုန်းကြီးနဲ့လှည့်ကွယ်ပြီးတော့ပိတ်ပလိုက်မကြိုက်ဘူးဟောမကြိုက်မကြည့်ဘူးပေါ့ကလေးမှလည်းမာနနဲ့ပဲသို့သော3 ချက်ရိုက်မှကြောက်တော့ညာဘက်ကကောင်ကြည့်ရတယ်သူလည်းမြို့เจ้าကအောင်တာတွတ်တတ်တယ်အဲ့ဒီကောင်ကလည်းဗျာကျွန်တော်ကြည်မှန်းသိတာနဲ့ဗလာဆာရက်ကိုထောင်းကာလိုက်ဟိုဘက်မှာကုတ်ကတွတ်သူတို့ကစီနေကျွန်တော်မပြဘူးနားထောင်နေတဲ့စာချစ်သူအလုံးကိုပြောပြစီဗျာအဲ့ဒီနေ့ကိုကျွန်တော်တစ်သက်လုံးမမေ့မှတ်မိကျွန်တော်ဘဝမှာတိတ်ကိုတိမ်ငယ်တဲ့နေ့ပါပဲတိမ်ငယ်လိုက်တာဟိုအားငယ်လိုက်ငါဒီမျိုးပေါ်မှာကျောင်းသားများကိုဘာတစ်ခုမှမမိပါလားကလေးပြ10 နှစ်သားဘိန်းချင်းလည်းမမိဘူးအဝတ်လည်းမမိဘူးမုံဘိုးလည်းမမိဘူးဟောဒီစာမမိတာစိတ်အားပြည့်ဆုံးမယ်တော့မှမွေးတဲ့ငါမြို့မှမွေးတဲ့သူတို့လူညံလည်းမကောင်းဘူးကိုခေါင်းကိုလည်းကိုမကျင်တတ်ဘူးစာကြိုးစားလည်းဒီကောင်နေမိမှာမဟုတ်ဘူးမမိမဲ့တူလို့ဘောမောမခံတော့မကြိုးစားတော့ကျွန်တော်စာညံ့လက်ဘစာမေးပွဲမှာတခါမှကျွန်တော်မအောင်ဘူး6 ဘာသာဖြေရ4 ဘာသာကြသင်္ချာဒိုင်ငံကြဘဲဥဖော်ခြင်းတော်ခြင်းပဲသင်္ချာညံ့လူ60ရှိတဲ့တန်းထဲမှာကျွန်တော်အဆင့်က40 နှစ်နောက်မှာရှိတဝက်ထိမလာဘူးညံ့လိုက်တဲ့ကောင်ပထမဒုတိယတတိယအခါမှမရဘူးကမှတ်မိပါလေကောင်မလေး2 ယောက်ကောင်လေး1 ယောက်သူတို့3 ယောက်ပဲအလဲလဲနဲ့လူယူနေကြယူပေါ်ဒါသူတို့ကိစ္စကိုနဲ့ဘာဆိုင်နေမှတ်လို့ကျွန်တော်သူတို့မနာလို့စိတ်လည်းမရှိပါဘူးလူချင်းစိတ်လည်းမဖြစ်ပါကိုယ့်ဟာကို40 နှစ်နောက်မှာအေးစေးစေးနေနေတဲ့ကောင်မခညံ့ညံ့ကောင်ပါပဲကားလို့ဆိုမြမစာလေးတစ်ပါးတော့မဆိုးဘူးဗျလားစဉ်2 ဘာသာအောင်တဲ့ထဲမှာမြမစာဒိုင်ခံအောင်တယ်တလမှမကြောက်မြမစာတော်တယ်ဗျတနေ့ဆရာမကမြမစာဆရာမကတန်းနဲ့ဝင်လာပြီးတော့သင်မုန်းကြီးပေါ်မှာကြပြကလေး2 ကြောင်းရေးတယ်ကျိုး2 ကောင်ထနောင်းပင်ကြီးနောင်းကလွမ်းအောင်ကူချွဲပန်းတော်ဖြူပင်းမြက်ကမြေစာထူးလာဖိုးတောင်သူတဲပေးထားတဲ့ကြပြကိုတဲ့သင်လျော်တဲ့ခေါင်းစဉ်တစ်ခုတက်ပါတဲ့တက်ပြီးတော့တမျက်နာကစာစီစာကုန်းရေးပါလောက်တတ်တယ်ကျွန်တော်သိတယ်ရေးမလို့ပြင်နေတော့ကြောကုန်းကြီးနဲ့꿰တဲ့ကောင်ဒုက္ခရောက်နေပြီကျွန်တော်လှမ်းပြီးဟဲ့ဟိုဂျိုးကဘယ်လိုကောင်လဲတဲ့ဟာမြို့ဘာကောင်ဂျိုးမသိဘူးကျွန်တော်သိတာပေါ့ကျွန်တော်တို့ရမယ်ဂျိုး2 ကောင်ပဲကအုပ်လိုက်တယ်အများကြီးရှိအဲ့အောင်ဂျိုးဆိုတာငှဲ့လက်ပြီးမှပျောက်ကလေးတွေနဲ့တကူကူးမြည်တဲ့ဂျိုးပေါ်ကွကျွန်တော်သူ့လိုမကတ်တတ်ပါဘူးရှင်းပြညာဘက်ကဗလာစာရွက်ထောင်တဲ့ကောင်သူလည်းပြဿနာတက်ဟဲ့ဟိုထနောင်းမင်းကညီနောင်နေပါလိရှိလို့လားဟာရှိတယ်မင်းတို့ကလူတွေသိပင်နေကိုဆွေမျိုးဆက်ထားတာဗျညောင်ပင်မောင်နှမထန်းညီကိုတဲ့ထနောင်းမင်းညီနောင်ရှိတယ်ကွကျွန်တော်သူမကတ်တတ်ပါဘူးပြောရှေ့ခေါင်ကောင်ကလက်မေးသူကလည်းမေးသေးတယ်မိုင်ကြောရင်နဲ့ဒေါသဆိုတော့ထင်သိဟဲ့ပန်းတော်ဖြူဆိုတာဘယ်လိုပင်လဲအမြင့်ကြီးလားဟိုးဘယ်မြက်မလဲမြက်ပတော်ဖြူတို့ပတော်မျိုးတို့နွားတွေကြိုက်တယ်ကွစားလို့ရေးတော့ပန်းတော်ဖြူငါတို့ရွာမှာတော့ပတော်ဖြူကျွန်တော်ကရှင်းပြဟာအဲ့ဒီနေရာဒေါသဖြစ်ရတာတော့စတိုင်ကြပါလေဒီကောင်တွေကိုဆရာကြီးလုံနေရ
ဖိုးတောင်သူတဲ့သိတာပေါ့ဗျကို့ဖေတဲ့ပဲသွားနေကြခေါင်းစဉ်တောင်းရပြီဖိုးတောင်သူတဲ့တက်လိုက်ကို့ရွာကို့လေတော့ကို့သစ်ပင်နေကို့မြက်တွေကို့ငှက်တွေအားလုံးကျွန်တော်နဲ့ရင်းနှီးတယ်။အိုးရေးလို့ကောင်းလိုက်တာ15မိနစ်နဲ့တမျက်နှာပြီးဆရာမကိုသွားပြဆရာမကဖတ်ကြည့်ပြီးတော့ဟဲ့အားလုံးနားထောင်ကြစမ်းကျွန်တော်ဆိုင်စာကုန်းကလေးကိုတရန်လုံးကြားအောင်ဖတ်ပြတယ်ဖတ်ပြပြီးလို့စာအုပ်ကလေးကိုပိတ်ကျွန်တော်ကိုပြန်ပေးရင်းနဲ့ပြောလိုက်သေးမင်းကြည့်ရင်စာရေးဆရာဖြစ်မယ်ငါးရမ်းမြမစာဆရာမပြောတဲ့စကားကျွန်တော်နှလုံးသားထဲမှာစွဲဝင်စူးနစ်သွားပါတယ်စာရေးဆရာဘာကောင်မှန်းလဲကျွန်တော်မသိဘူးသိမသိအဲ့ဒါဆရာမကောင်းလို့ပြောတာနေမှာကွအဲ့ဒီတည်းကကျွန်တော်မေးဟဲ့မင်းကြည့်ဘာလို့မှစာရေးဆရာဘသူကမင်းစာရေးဆရာပြပြန်ကောင်တွေကတော့မဟုတ်ပါဘူးမင်းကြည့်ရင်ဘာလို့ဆရာဝန်ဟိုကောင်ရောဆရာဝန်ဟိုဘက်ကကောင်တွေရောဆရာဝန်အကုန်ဆရာဝန်ကြီးပဲလူနာကိုတယောက်မှမရှိဘယ်ကောင်သွားကုမှလည်းမသိကျွန်တော်မေးနော်စာရေးဆရာနောက်တော့ကျောင်းသားကြီးတယောက်ကပြောတယ်ဗျကျွန်တော်တော့9တန်း9တန်းကျောင်းသားကြီးကပြောတယ်မင်းစာရေးဆရာဖြစ်ချင်စာရီအများကြီးဖတ်မှာပေါ့ကွဖတ်မှာပေါ့ဗျကျွန်တော်ဘိန်းအိုကလေးနဲ့ဈေးနားမှာစာကြည့်သင်းရှိကျွန်တော်တို့မြို့ကပင်စင်စားဦးလေးကြီးတွေစုထောင်ထားတဲ့စာကြည့်သင်းဗျကျွန်တော်တို့မြို့ကလေးစငိုင်မြို့လေးကသေးပါတယ်ဗျပင်စင်စားဆိုလို့လေအရာရှိကြီးတွေစောစောကဘုံမူကြီးတက်ပြီးတော့မှာစကားပြောသွားတယ်အဲ့လိုရာရှိကြီးမျိုးကျွန်တော်တို့ရမတယောက်မှမရှိပါဘူးကျောင်းဆရာငြိမ်းစားရှိပါတယ်ယာရုအကြီးဆုံးကဌာနအုပ်ငြိမ်းစားပါစရေကြီးငြိမ်းစားပါအဲ့လိုငြိမ်းစားရာရှိသူတို့စုပြီးတော့ထောင်နဲ့စာကြည့်သင်းလေးပါပဲသူတို့ပင်စင်လာဆံငွေကလေးနဲ့ထောင်ထားတာဈေးနားမှာကျွန်တော်ကစပင်းကလေးနဲ့သွားတာဝန်ကြတဲ့ဦးလေးကြီးနဲ့တွေ့ဦးလေးကျွန်တော်စာကြည့်သင်းဝင်ញံလို့ပြ9တန်းကျောင်းဦးလေးကြီးမေးတယ်မင်းကဘယ်နှတန်းလဲကွ9တန်းပါဦးလေးအသက်ကဘယ်လောက်တုန်းကွ10တန်းပါဟော10နှစ်ပါနာမည်ပြောကွကျွန်တော်နာမည်လေးပြောရတာပေါ့လူလေးကပ်ပြားကလေးမှာအဲ့ဒါလေးတွေရေးပြီးရော့ဒီနေ့ကစပြီးတော့မင်းစောင်းငှားလို့ရပြီကွကျွန်တော်စောင်းငှားပါနောက်တော့မြဲတဲ့စောင်းလေးတွေငှားရင်ဖတ်ဦးလေးကြီးတွေကနောက်ကျွန်တော်ကိုချစ်ခင်သွားတယ်ဗျ။အိုးရွာလေးတရွာကကလေးမန်းသိတော့အဲ့ဒီတော့စနေနေ့ကိုနေ့တစ်ကျောင်းတက်ရတယ်ဗျ။လူလေးနှက်ပြန်တနင်္ဂနွေကွစနေနေ့ကျွန်တော်သွားငှားတော့မင်းတနင်္ဂနွေဆိုနှုတ်လောက်ပြီးအောင်ဖတ်ဖို့လူလေးကရော့နှုတ်ယူသွားဘလောက်တော်လဲနော်ကျွန်တော်စာဖတ်ပြအောင်တိုက်တွန်းနေကြနှုတ်ငှားသွားလူလေးကဖတ်ခဲ့ကွကျေးဇူးကြီးလိုက်တာဗျာအဲ့ဒီဦးလေးကြီးတွေကျေးဇူးတင်လိုက်ကလေးဆိုတော့ကျွန်တော်ပထမဘာတွေဖတ်ပုံပြင်နေဖတ်ကလေးကပုံပြင်ကိုသိကြိုက်တာပဲကျွန်တော်တို့မြန်မာလူမျိုးတွေအဲ့ရဝင်ပုံပြင်ပြောတယ်ကလေးကိုပြောပြအောင်ပြောစမ်းမှမိပါတယ်တခါလေးတောင်မနားမထောင်ဘူးပါဘူးလို့မရှိပါစေနဲ့ကျွန်တော်သားသမီးတွေကလေးတို့ကအမြဲပုံပြောတယ်ဟိုးရှေတုံးကအဲ့ဟိုးဆိုတာအစကလေးကမျက်တောင်ကိုဆင်းသွားတာပဲသိသဘောကျသိရတာရှိတာပဲဟိုးရှေလေကြိုက်လေပဲအဖွားကြီးတွေပြောရင်ဟိုးဘာမှန်းကိုမသိရှေရွဒိဗေကတော့ကာလကြာလို့ဟိုးရှေတုံးကတိုင်းပြည်ကြီးတစ်ပြည်ရှိတယ်ငါမြည်ရဲ့ဘာပြည်မှန်းလည်းမသိဘူးသဘောကျအဲ့ရထဲမှာမျက်လုံးကလေးမှဲစင်းပြီးတော့
နားထောင်ရတယ်အဲ့ဒီလိုပုံမြင်လေးတွေမြန်သားသမီးတို့ကိုတစ်ခါမဟုတ်တစ်ခါလောက်တော့ပြောပြတယ်ရှိအောင်ပြောပါသားသမီးတွေကြီးသွားပြီဆိုရင်တော့မိကလေးတွေကိုပြောပါပြောပြအောင်ပြောကြစမ်းပါကျွန်တော်ကပုံမြင်ကြိုက်အဲ့ဒီပုံမြင်နဲ့နားထောင်ခဲ့ရတယ်ဗျအဖေကြီးကလည်းပြောတယ်ဗျအမေကြီးကလည်းပြောတယ်ဗျအမေကလည်းပြောပါတယ်ဗျအဲ့ဒီစာကြည့်တဲ့ဟိုတော့ပုံမြင်စာအုပ်လေးတွေကျွန်တော်ငှပ်ဖတ်ဦးလေးကြီးတွေကငှပ်ပြီးနောက်တော့ပုံမြင်စာအုပ်တွေကကုံမြည်လူလေးကကျွန်တော်တရားဝတ္ထုတွေငှပ်တရားဝတ္ထုတွေပေးတရားဝတ္ထုတွေကြိုက်ဘာမှလည်းမသိဘူးဗျကလေးကအဲ့တရားကိုကြောက်လဲကြောက်ကြိုက်လဲကြိုက်အခုကျွန်တော်မြည်လေးတွေရှိတယ်အင်္ဂလာရင်ဖိုးဖိုးပုံပြောဘာပုံပြောရမှာတော့ကွာတရားပုံပြောတရားပုံကကြောက်စရာကောင်းတယ်မြည်လေးကကြောက်အောင်ပြောမဲဒီကောင်ကမကြောက်မှတော့စိုးနေသည်ကျွန်တော်တို့ကလည်းတရားစာအုပ်တွေငါဖတ်စာအုပ်တုပ်ကနာမည်ညမဖတ်ရဖတ်ရင်လန့်သေးမှာစိုးလို့အဲ့ဒီစာအုပ်ကိုကျွန်တော်ဘယ်တော့မှဖတ်ညကြမှာဖတ်တတိကောင်းလို့မဟုတ်ပါဘူးမဖတ်ခင်ခြေနှောင်းကိုလှက်ပတ်ပြီးလုံးအောင်ဖိရသေးတယ်ဘုကောင်တရားမဝင်နိုင်အောင်လို့ပြီးမှဖတ်ကြောင်ခုံချတဲ့ကြိုင်ဘုံငနဲ့တုံသွားတာပဲကြောက်လိုက်တာကြောက်တဲ့အရာသာကြိုက်တာဗျကြောက်ရတာကိုကြိုက်ရွာစဘာတလင်းထဲမှာကျွန်တော်တို့ငယ်ငယ်ကကာလာသားကြီးတွေတို့ပြိုမာကြီးတွေတို့ကတရားပုံမြင်နေပြောမျက်လုံးကြီးကလက်ကွင်းလောက်ရှိတယ်ကြောက်တယ်ကြောက်နေကြောက်တို့တို့ကရှာကြီးကတထောင်လောက်ရှိတယ်မလေးပူကြောက်လာပြီအရက်ကြီးကထမ်းမင်းကြီးလို့အမြင့်ကြီးဟာသေတော့မှာပဲကြောက်လိုက်တာကြောက်ရင်မျက်နှာမထောင်မနေပါလားနောက်တစ်နေ့ကြောက်အောင်သွားပြန်နေအဲ့ကြောက်ရတဲ့အရာသာကြိုက်တယ်နောက်တော့ဦးလေးကြီးတဲ့တရားတွေကုန်ပြီလူလေးကတိုင်းဝတ္ထုတွေပေးတိုင်းဝတ္ထုကလည်းပုံမြင်မယ်ဗျစမ်းနေအိမ်ကြီးတိမ်ရှိတယ်တဲ့အဲ့ဒီအိမ်နဲ့အိမ်တကားတွေအကုန်လုံးပိတ်ထားတယ်အခန်းတစ်ခန်းလည်းရှိတယ်တဲ့အဲ့ဒီခန်းကိုလည်းအလုံးပိတ်ထားတယ်အခန်းထဲမှာသစ္စာရည်စီပိုင်းလေးခပြက်ရေပြည့်ထည့်ထားတယ်မိမချော်လေးတယောက်အဲ့ဒီသစ္စာရည်စီပိုင်းထဲမှာထိုင်ပြီးတော့ဝိလစ်စလစ်ရေချိုးနေဝိလစ်စလစ်ဆိုတာဝိလစ်စလစ်ပါပဲရှင်းပို့ရှုပ်သွားလိမ့်ချိုးပေါ့အိမ်တကားတွေလည်းပိတ်ထားတာပဲအခန်းတကားလည်းပိတ်ထားတာသူတယောက်တည်းချိုးပါတိုင်ဝတ္ထုအဲ့လိုရေချိုးနေတယ်ကောင်မလေးကပြောတယ်နင်တို့6ယောက်ဒီအိမ်ကြီးတွေကဒီအခန်းထဲမှာငါရေချိုးနေတဲ့သစ္စာစီပိုင်းကိုဝိုင်းရံနေကြငါသိတယ်ဟာကျွန်တော်တို့လည်းသေချာဖတ်နေတာပဲဗျဒီကောင်တွေဘယ်ချိန်ဝင်သွားမှမသိလိုက်ဘူးတိုင်ဝတ္ထုဆိုအဲ့ဒါဆန်းနေဟာကောင်းတော့ကွာကောင်မလေးကဆက်ပြောမမကြည့်ဒီအိမ်ထဲကိုငါရေချိုးနေဝင်လာတဲ့ယောက်ျားလေးမျက်စိအကောင်းမကတိပြန်ထွက်သွားတာတယောက်မှမရှိဘူးနင်တို့6ယောက်ကန်းကြဆိုတဲ့စကားနဲ့တပြိုင်နက်သူမရဲ့လက်ငါးချောင်းကဝေဝဲတက်သွားယောက်ျားက6ယောက်မျက်စိက12လုံးတယောက်ကိုနှစ်ချောင်းစီခွဲရန်အတိကျမျက်စိတဲထဲမှာရမကြည့်ဘဲနဲ့ပြစ်တယ်တန်းနေတာပဲဟိုကောင်6ယောက်မျက်လုံးတွေကန်းသွားတယ်ပေါက်ဟာအန်ဩစရာကြီးဟိုကောင်နေရလဲဗျာမျက်လုံးတွေသွေးပေါက်ပေါက်ကြအလိုလေးမလေးအော်ပြေးပေါ့ပြေးဦးသူတို့ကဘယ်ပြေးမလဲသိဒီကောင်မလေးအတိုင်းမှာချန်ပီယံလာရဲကွာဒီထဲမှာလာဒီကောင်မလေးကိုခေါ်ရင်မျက်စိတွေအနဲ့ပြက်ခံမှသိတယ်မျက်စိအကန်းခံပြီးလားခေါင်းဆောင်ကပြောတယ်ငါတို့သိပါတယ်ငါတို့ဆရာကြီးနင့်ကိုခေါ်ခဲ့ရမယ်ဆိုလို့မျက်စိကန်းခံလာခေါ်ငင်လိုက်ခဲ့တောင်မွေးရှည်ကြီးတစ်ချောင်းကို
ထုတ်လိုက်ကျန်တဲ့ကောင်တွေလည်းတစ်ချောင်းစီထုတ်လိုက်ကောင်မလေးမော့ကြည့်ပြီးလန့်သွားတယ်ငါဒီအတိုင်းမှာချန်ပီယံဒီကောင်နဲ့မျက်စိကိုမကြည့်ဘဲနဲ့ပြစ်ဖောက်နိုင်အဲ့ဒီကောင်တွေကလည်းနေနေရတော့မဟုတ်ဘူးတောင်မွေးတိုင်းမှာချန်ပီယံငါခုခံရင်လည်းမနိုင်ဘူးကောင်မလေးရချုံနေတော့သက်သားရင်စီပိုင်းကိုတောင်မွေးထိတ်နဲ့ထောက်ပြီးတော့6ယောက်6ဖက်ဟန်ချက်ညီညီမှကြွပါလာမယုံရင်သက်သားရင်စီပိုင်းရေပြစ်ထက်ဟောပြောဝဲပြီးလူငယ်6ယောက်တောင်မွေးထိတ်နဲ့ထောက်ပြီးမှကြည့်ပါကြွတော့မလားစေရသူတို့ကတော့ကြွတာပေါ့တောင်မွေးတိုင်းချန်ပီယံအဲ့ဒီကောင်မလေးကိုအင်ကြီးတွေကနေပြီးတော့ခေါ်သွားဟိုလမ်းထိပ်မှာလူတယောက်ဂျိုင်းတောက်ကြီးနဲ့အဲ့ဒီမြင်ကွင်းကိုကြည့်သူ့ရှေ့လည်းရောက်ကြောကောင်မလေးကသိလိုက်ဂျိုင်းတောက်တိုင်းသမားဂျိုင်းတောက်ကိုဖြုတ်တယ်ပြီးတော့တောင်မွေးတိုင်း6ယောက်ကိုဂျိုင်းတောက်နဲ့ဝင်ရိုက်ဘုကောင်နဲ့ကြပြကြရသက်သားရည်စီပိုင်းကိုချကြောချင်းကပ်ပြီးတောင်မွေးတိုင်း6စုပေါင်းခုခံနေမရပါဘူးတဲ့6ယောက်စလုံးမှောက်မှာပေါ့ဟိုကောင်ကဂျိုင်းတောက်တိုင်းမှာချန်ပီယံအဲ့လိုတွေဗျသူ့တဲ့သူလူစမ်းကောင်းနေကြီးပဲဟိုကိုဖော်တိုင်းနဲ့ညာတက်သွားအတောင်20ယောက်အိုလံပစ်ပြိုင်ပွဲတုန်းကဒီကောင်ပဲရောက်ကိုယ်နိုင်ငံရွှေလေးပါတခုလောက်ယူပေးပါအဲ့ဒီကိုဖော်တိုင်းကြောင်းကျင်တဲ့ခု TV ကိုကြည့်ပါမြစ်ပြင်ပေါ်မှာဖြတ်ပြီးဆက်ရေလေးတွေစင်တောင်ကြည့်ထွက်သွားတယ်ကြည့်လို့ကောင်းတယ်သွားမလုံးနဲ့ကိုကြမြုပ်သွားမယ်သေမယ်အဲ့ဒါကြည့်လို့ကောင်းတယ်တိုင်ဝတ္ထုတွေကုန်မြန်မီกว่าအစင်းစာရီတိုးပြီးတော့ပြောင်းဖတ်ရတယ်ကလေးတွေကိုဖတ်ပါစေဗျစာကြည့်တဲ့တောင်းဝင်ရှိတဲ့လူတွေပြောပြစေသူတို့ဖတ်ချင်တာဖတ်ပါစေဗျလယ်ရင်းသားဆောက်ချင်သူဖတ်ချင်တာတွေဖတ်ခဲ့တာဗျပုံမြင်တွေဖတ်တယ်ဗျသရဲတွေဖတ်တယ်ဗျတိုင်းတွေဖတ်တယ်ဗျဖတ်ရင်နဲ့စာပတ်သက်တွေရင့်လာတယ်မြင့်လာပြီကြာတော့သရဲတွေအခုနေကျွန်တော်သရဲဖတ်တော့ပါတိုင်းဖတ်မလားဖတ်တော့ပါအဲ့ဒီကောင်းတဲ့စာတွေကိုကျွန်တော်သိသွားပြီဗျအကောင်းဆုံးစာတွေကိုပဲကျွန်တော်ရွေးဖတ်မှာပဲဝတ္ထုတွေဖတ်ပါစေကျွန်တော်15နှစ်လောက်ရောက်တော့တိုင်းနေမှာဖတ်တော့ပါအရွယ်ကလေးကမရောက်တယောက်စိတ်ကလေးကကြောက်ကရောက်သိရလောက်တာမြင်ကြီးချင်းတယ်မင်းဘာကိစ္စရည်ရင်တာတော့မသိဘူးဦးမြူးနေကောင်လေးတွေကောင်မလေးတွေ14 15ရောက်လာဦးမြူးလာအတန်ကြီးကျဲလာမင်းကလေးတွေလည်းအတန်ကြီးကျဲလောင်ဖြစ်လာအဖွားကြီးတွေကနားထောင်လို့မရဟိုကောင်မနော်အတန်ကြီးကျဲနေငါသိတယ်မပြောလိုက်ချင်ဘူးမပြောနဲ့ပေါ့သူလည်းအဲ့ဒီရွယ်တုန်းကအဲ့လိုကျဲခဲ့တာအဲ့ဒါကြောင့်မို့သူကဒါကိုငါသိရလို့ပြောနေအရွယ်ဗျဒီရွယ်မှာဦးမြူးပါစေကျွန်တော်တို့ရွာမှာဟိုတော့ခုတော့မရှိတော့ဘူးနဲ့တူပါတယ်ကျွန်တော်ရွာမှာတော့ဗီဒီယိုယုံရှိတယ်ဗျဟိုကောက်ဆိုင်ကြကောက်ရိတ်ကြပဲနှုတ်ကြပဲရိတ်ကြညနေပြန်လာရင်မို့ချုံတနခါလေးလိမ့်ပကွက်ကလေးကွက်ကမလေးတွေဗီဒီယိုယုံသွားကြသမင်းလေးစားပြီးတော့စုထိုင်စကားစမြည်ပြောမပြသေးဘူးစောက်ကောင်လေး3လောက်ဝင်လာအသံနေပိုးကျဲလာကောင်မလေးတွေအသံနေပိုးကျဲလာကောင်လေးတွေကလည်းသူ့ဟာသူထိုင်နေဟုတ်သားကောင်မလေး2ယောက်လောက်ဝင်လာအသံနေပိုးကျဲလာအဖြစ်တာတော့ရင်ခုန်နေတဲ့ရင်ခုန်မြင့်ကိုအမူအရာနဲ့ဖော်ပြအဲ့ဒီရွယ်မှာအဲ့ဒီရင်ခုန်ရအရသာပါပဲခုန်ပါစေခုန်လိုက်ကြခုန်ပါစေ14 နှစ်15နှစ်နိုင်ငံခြားကိုမိဘတွေကပတ်စံလိုချင်လို့လွတ်တယ်မလေးရှားသွားထိုင်းသွားကျွန်တော်တို့ကလေးတွေသူများနိုင်ငံမှာရင်ခုန်ဝင်မရရှာဘူးဗျ
လုံးလျက်ကင်းလျက်ငါးပန်းလှေပေါ်ရောက်သွားရင်သေဖို့သာပြင်တာသေတာပါပဲသူများရဲ့အလုံးယုံနေမှာခိုင်းသမျှအကုန်လုံးရတာဗျကိုရွာမှာကိုသေရွက်ကလေးလှုပ်ရရှိခြင်းနဲ့ရီးပစေအတန်ကလေးတွေကြားငင်းခုံပါစေအခုနောက်တော့နိုင်ငံခြားသွားပြီးတော့မိဘတွေလောဘစောတိုက်ပြီးတော့အတင်းခိုင်းထားတဲ့ကလေးပညာလည်းမသိရလူငယ်တယောက်ရဲ့ဘဝကြီးလာလို့မှဒါကလေးတွေနှလုံးသားရေးရတဏ္ဍတတ်ပြန်ပြောเสียမရရှာကြတော့ပါဘူးအဝိုင်းရွာကလူငယ်တွေကိုရွာကလေးနဲ့ကိုနေကြပါပညာသင်ကြပါဗျစာကြည့်တဲ့ကလေးမှာစာအုပ်တွေငှားကြပါဗျဖတ်ကြပါဗျသိရလှုပ်တာမြင်ကြီးချင်းရီလိုက်ပါဗျအတန်ကလေးတွေကြားရင်ခုံလိုက်ပါဗျအဲ့ဒါလူငယ်ရဲ့ဘဝပါပဲကျွန်တော်ကအဲ့တော့ကျွန်တော်ဖတ်တဲ့ဝတ္ထုကအချစ်ဝတ္ထုဗျ15နှစ်ကျတော့တိုင်းမဖတ်တော့ပါအချစ်ဝတ္ထုကျွန်တော်ဖတ်တဲ့ဝတ္ထုတဲ့ဇက်လိုက်ကောင်းကလေးက10တန်းကျောင်းသားတယ်ဟာဟန်ကြတယ်ဟဲ့ငါလည်း10တန်းမယ်ကွဝတ္ထုဖိုင်နဲ့လှမ်းမိတ်ဆက်နေရသည်စောက်ထဲကောင်ဆက်ဖတ်တော့သူ့အမေကမုတ်ဆိုးမဟာဟဲ့ပိုတော်ကောင်းပြီငါမိလည်းမုတ်ဆိုးမပဲဗျနှစ်ချက်တူသွားဆက်ဖတ်သူ့အမေကဆင်းရဲတယ်အာငါမိလည်းဆင်းရဲပါတယ်ကွသုံးချက်တူသွားဒီဝတ္ထုကျွန်တော်နဲ့တော်တိုက်ညီဆက်ဖတ်သူအားတဲ့သင်္ချာကိုသိမ့်မုန်းလာပဲတဲ့ဟာကောင်းမြန်မြေငါလည်းသင်္ချာဆရာမတော်မကြည့်ချင်ပါဘူးသင်္ချာကြောက်တော့ဆရာမပါကြောက်သွားလေးချက်တူသွားတယ်ဗျဆက်ဖတ်တော့သူ့မှာချစ်သူရှိတယ်ဟောဗျာဒါလေးကြမတူတော့ကျွန်တော်မှချစ်သူမရှိဘူးဆက်ဖတ်သူ့ချစ်သူကောင်းမလေးရသူနဲ့တထန်းနဲ့ပဲတန်းတူတယ်10တန်းကရတယ်ဒါဆိုရတယ်အဲ့ဒီဝတ္ထုဖတ်တဲ့နေရာစပြီးတော့ကိုနဲ့တန်းတူ10တန်းကမင်းကလေးတွေစတင်ပြစ်မှားတော့တာပါပဲဟိုကောင်နဲ့တူခြင်းလို့အဲ့တော့သူကဆက်ရည်သေးတယ်သူချစ်သူကောင်းမလေးကအတန်းနဲ့မှရုပ်ကလည်းချောတယ်ပတ်စံလည်းချမ်းသာတယ်ဒါလည်းဖြစ်နိုင်ပါလေကွာကျွန်တော်တန်းထဲမှာရုပ်ဆိုးပြီးတော့ဆင်းရဲတဲ့ကောင်မလေးတွေကင်းလွတ်ခွင့်ပေးလိုက်ပါသွားကြနင်တို့မပါရဘူးဝတ္ထုတွေကဇက်လိုက်နဲ့တူအောင်ကုန်လိုက်လုပ်နေတယ်နောက်ဆုံးအဲ့ဒီကောင်ကသူတဲ့10တန်းစာမေးပွဲကိုဖြေတော့ကွာဟာဟဲ့အဲ့ဒါအကောင်းဆုံးပဲကျွန်တော်လည်းခဏညံကောင်းအဲ့ဒီ10တန်းကို10နှစ်ဖြေတော့အောင်မယ်လို့မထင်ဘူးအဲ့တော့ကိုယ်သဘောကျတဲ့ဇက်လိုက်ကမဖြေတော့ဘူးဆိုတော့ကျွန်တော်လည်းကောင်းတယ်ငါလည်းမဖြေတော့လည်းရင်းသားဆိုချစ်ဝတ္ထုရေးနေတာမဟုတ်တကယ်ကိုမဖြေဘူးအမေကမေးပါငါသားမင်းပါလို့မဖြေတာလေဒီမေးခွန်းကိုမေးလိုက်မယ်လို့ကျွန်တော်တွေးထားတယ်ဒါကြောင့်မလို့အမေမေးရင်ဖြေနေအောင်လို့ဝတ္ထုတွေဟာကြိုကြက်ထားတယ်အမေစဉ်းစားကြည့်ဒါတွေကပေရန်လိုပညာရေးတွေပါမေယာတရဏတန်၄တန်၅တန်10တန်တလက်မ2လက်မ4လက်မ5လက်မ10လက်မ10တန်းအောင်တော့လေဘောဆာမွေးဝဲအောင်တော့မဟုတ်ဘူးမေယာဝတ္ထုတွေဟာတွေနဲ့အမေကိုပြောအမေကျွန်တော်ငေးကြည့်နေပါတယ်ငေးကြည့်နေသောအမေမျက်လုံးများကိုခုချိန်ထိမြင်အောင်မိပါတယ်ငါသားတဲ့အမေမျက်လုံးကပြောနေမင်းတော့မှားနေပြီထင်တယ်သို့တော်ဗျာတောသူမကြီးဖြစ်တဲ့အမေကကျွန်တော်ဘယ်လိုမှားတယ်ဆိုတာကိုရှင်းမပြတတ်ရှာပါဘူးအဲ့ဒါကိုကျွန်တော်ကအဟုတ်ကြီးမှတ်ပြီးတော့တဲတော်တဲ့ငါပါလားစာရီဖတ်ပြီးတော့အရန်ကိုတတ်နေပါဘကောလားအမေကိုတော့နိုင်လိုက်ပြီလို့ထင်တယ်မနိုင်ဘူးရှုံးတယ်ဘယ်လောက်ရှုံးတော့10တန်းစာမေးပွဲကို6နှစ်တိတိကျွန်တော်မဖြေဘဲနဲ့ရှုံးပါအဲ့6နှစ်မင်းပါလို့
လွမ်းနဲ့လုပ်တယ်လုပ်ဝုထုတွေကကောင်ကဇာသိန်းတော့သူ့ချစ်သူကောင်မလေးနဲ့မညာဘူးတလွန်လွန်တဆွေးဆွေးကျွန်တော်လည်းအဲ့ဒီကောင်ပုံကူကူးချပြီးတော့တလွန်လွန်တဆွေးဆွေးဟိုလွမ်းလို့ကလည်းရမ်းကောင်းတယ်ဗျခုလိုဆောင်းရသည်မှန်တနှင်းမုံလေးတွေကြလွမ်းတယ်ဗျမိုးရသည်ဝသန္တမိုးဆက်မိုးပေါက်တွေကြပို့တောင်လွမ်းသည်ຫນွေဥမှာလေယူတွေတိုက်ရောဝါကလေးတွေကျွေးလေဝေတဲ့လွင့်သေတောင်သေးခြင်းနဲ့လွမ်းအားကြီးလွန်းလို့လွမ်းနေဗျာလက်ပံမွင့်နေကျွန်တော်တို့ညာမှာလက်ပံနေပွင့်လက်ပံမွင့်နေကျွေးအရန်လွမ်းနေဗျာပေါက်ပွင့်နေတော်တန်းတစ်ချောင်းနီးရဲလို့ဟာသိလွမ်းတာပဲကွာလွမ်းနေနောက်တော့ကျွန်တော်ကုံလွမ်းနေရိုးပြငုတ်တို့တွေမြင်လွမ်းနေဗျနွားကြီးတကောင်ရိုးပြငုတ်တို့တွေတပြုတ်ပြုတ်နဲ့စားဒါလွမ်းနေဗျဟိုကုံနေကားကြီးတစ်စင်မိုးကားကြီးအုပ်ချုံတအီးနဲ့မောင်းသွားလွမ်းနေဗျလူကကြံနေတဲ့စိတ်ကကုံနေကားကြီးနဲ့ပါသွားဟိုဆောင်းနေကားละခွေးပိန်မတကောင်ပြာပုံနဲ့ခွေးကလေးအိတ်လွမ်းနေကွာဟိုလမ်းမှာကောင်မလေးချောချောလေးတယောက်သွားဟာလွမ်းနေဟေး3ယောက်သွားတော့3စလွမ်းနေမင်းဘာကိစ္စလွမ်းတာဘာဆိုင်လို့လွမ်းတာဘာမှမဆိုင်လို့လွမ်းတာအုပ်လိုက်သွားရင်သေသွားနိုင်အဲ့လိုနည်းနဲ့ကျွန်တော်လွမ်းလိုက်တာသမွေးဝဲလည်းမရှိဘူးအဲ့ဒီချိန်မှာကျွန်တော်တငယ်ချင်းတယောက်ဆယ်ရန်အောင်သူဆယ်ရန်အောင်နဲ့နှစ်မှာသူ့ဖေနဲ့အမေတလတွင်80နောက်စဉ်ကွယ်လွန်တဝိရိသောသားဆိုတော့အားငယ်ပြီးရန်ကုန်ဆင်းသွားတယ်ရန်ကုန်မှာသူ့ဘာကြီးရှိတယ်ဥပယီနဲ့သမီးများစားပြီးသူ့တူကလေးကြည့်တော့မျက်နှာလေးကငဲလို့စကားပြောတော့တိုးတိုးတိန်တိန်လူကလေးသိငဲနေရှာပြီအားငယ်နေရှာပြီဘဝလမ်းကြောင်းတဲ့ရမမဆောက်ဖို့ဒီကလေးခက်ဖာကြီးကသိတယ်သိမှပေါ့သူကဥပယီနဲ့သမီးများစားပြီးစောင်းဆိုင်ကြီးရှိတယ်စောင်းတို့တစ်ထပ်ယူလိုက်စပွဲပေါ်ချပြီးလူလေးအပြင်းမီစိတ်ပြေလက်ပြောက်ဘာကြီးရဲ့ဆိုင်မှာစောင်းကလေးတွေကူရောင်းกว่าရောင်းတယ်ဟောဒီမှာဒီစောင်းကလေးတွေပြင်းပြေဖတ်กว่าဖတ်တယ်ဖတ်တော့ဘာကြီးကစာသမားခွန်အားရှိတဲ့စာကိုပေးတယ်စာကြည့်လိုက်ဟောပြောဝဲနော်အဲ့ဒီကိုပြောချင်တယ်အခုနစာမျိုးစုံမင်းဖတ်ပါနောက်တော့ခွန်အားရှိတဲ့စာမင်းရောက်လာလိမ့်ရောက်လာပြီဗျအဲ့ဒီမှာကျွန်တော်သင်ငယ်ချင်းအဲ့စာကိုဖတ်ပြီးတော့အာမန်တက်သင်ငယ်စိတ်မရှိတော့ဘာကြီးကျွန်တော်ကြောက်ဆယ်ပြန်တော့အဲ့ကျွန်တော်ကြောက်ဆယ်မှနေပါလေသံကအလားတော့ကလေသံမဟုတ်တော့မှားတယ်ပြန်ပြီးရင်ဘာလို့မလဲလူလေးကဘာကြီးကစူးစမ်းနေမေကွန်းတက်ကတူဆက်တယ်မယ်ဘာကြီးကောင်းတယ်ပေါ့ကွဟုတ်ကောင်းမအာမန်ပြည့်ရှိနေပြီကောင်းတယ်လူလေးကဆက်လို့ကွဘာကြီးကသိလိုက်ငါတူရဲ့တသက်တာစိတ်ချရပြီတဲ့ဟောဒီခွန်အားရှိတဲ့ဇာဥတစ်ထပ်ဖတ်ပြီးတော့အာမန်ပြည့်သွားပြီဗျလူတယောက်မှအာဟာရစားဖို့လိုသလိုစိတ်ဓာတ်အာဟာရစားဖတ်ပြအဲ့ဒီစိတ်ဓာတ်အာဟာရအမှန်တန်ကောင်းတဲ့အာဟာရကိုဒီကောင်ရသွားပြီအဲ့ဒီကောင်တငယ်ချင်းကောင်ဘာကြီးတဲ့ဒီစာအုပ်ကလေးတွေတော့ကျွန်တော်ကိုအပိုင်ပေးလိုက်ပါဘာကြီးကဩမင်းကအဲ့ဒါပေးပြီးသားပဲလေကွာယူသွားငါယူသွားဂုံလျှော်ကြိုးလေးနဲ့စီးပြီးတော့ယူလာတယ်အဲ့ဒီချိန်တော့ပလတ်စတစ်ဂျုံမပေါ်သေးဘူးစောက်စီးလေးဆွဲလိုက်သူ့ဘမဟုတ်ဘူးသူ့တငယ်ချင်းဟိုကောင်တလွန်လွန်တဆွေဆွေတငယ်ငယ်တငယ်ငယ်ကောင်ဟိုကောင်ဆိုတာဒီကောင်ကျွန်တော်သတိရလို့ယူလိုက်စောက်ဆယ်တော့ကျွန်တော်အိမ်လာစောက်စီးလေးကိုဆွဲပါပုတ်ကနေအသံမြောင်ချကျွန်တော်ရှိပါတယ်အဲ့ရကလေးမှာပက်လက်ကလေးဘာလုပ်နေတော့လွမ်းနေတယ်ဘုကောင်ပြောတယ်ဟဲ့ငါရန်ကပြန်လာ
မင်းမဟောဒီမှာစာအုပ်တွေပါလာတယ်ကွအဲ့ရကလေးမွားနေလှမ်းမိဘာစာအုပ်တွေများလဲတငယ်ချင်းရဲ့မဲဘုံမဲနီးကခလွန်းလွန်းသိမ့်ငယ်စလေးသန်းဘုကောင်နားချပြင်းကတ်ဟဲ့အောင်လုံးမနေနဲ့ငါကိုဖတ်ပြီးမင်းပိုင်ယူလိုက်တော့ဖတ်ပြအောင်ဖတ်သွားမယ်မာရီကျော်ကြီးပြောပြီးတော့ထွက်သွားတယ်ချစ်သောတငယ်ချင်းရဲ့စေတနာကိုလေးစားလို့အဲ့ရကလေးမောကထလာအပေါ်ဆုံးစာအုပ်ကိုယူကြည့်လိုက်ဘာစာအုပ်တို့အရေးကြီးပါပြီဗျစာအုပ်နာမည်ကအောင်စိတ်သူကတော့အောင်စိတ်လို့မြဲပါဘူးဘာရေးထားလို့ဆိုရင်စိတ်ပညာလို့ရေးထားပြီးစာရေးဆရာကြီးနာမည်ကပီမိုးနင်းဆရာကြီးပီမိုးနင်းပြိဿဗျာကျွန်တော်တစ်ချက်လောက်တောင်းဆိုဗျဆရာကြီးနာမည်ပြန်ပြောပေးပါဗျကျေးဇူးတင်ပါတယ်စွဲစွဲမြဲမြဲမှတ်မိစေခြင်းလို့ပါဗျပီမိုးနင်းဖတ်တယ်ဗျစဖတ်လိုက်တာနဲ့ဘာကိုတွေ့ဆရာကပြောတယ်လူတယောက်ကိုယ်စိတ်ကိုနှိမ့်မြင့်ကျွန်တော်ခဏနားမှန်ပါတယ်ဆရာကြီးကျွန်တော်စိတ်ကဖြင့်အဝေစီရောက်နေပါပြီခင်ဗျတိတဲ့နှိမ့်စရာမရှိတော့ပါဘူးဆရာပြောတယ်ဗျမင်းဘာဖြစ်ချင်တယ်လဲကွစာအုပ်ထဲမှာမေးတယ်ကျွန်တော်ပြန်ဖြေတယ်ဗျစာရေးဆရာဖြစ်ချင်တယ်ဗျငါးတန်းဆရာမပြောတယ်ကျွန်တော်နှလုံးသားမှာစွဲနေတဲ့စာရေးဆရာကျွန်တော်ဆရာမနာမည်ကိုရိုသေစွာရှ िख ိုးပြီးတော့ဖော်ပြပြစေဒေါ်အေးငွေတဲ့ဆရာမရဲ့နှုတ်ထွက်စကားကကျွန်တော်ဒီဘဝရောက်တာပါပဲဆရာမသိရေးကြည့်တယ်ဗျသူတို့ပြောစကားတွေကတပည့်ဒီပေါ်မှာဩဇာကြီးတယ်ဗျဆရာမပြောတဲ့နေရာစားပြီးတော့စာရေးဆရာဖြစ်ရမယ်ကွအခုပီမိုးနေကမင်းနေမင်းဘာဖြစ်ချင်တယ်လဲကွဆရာကြီးနဲ့ကျွန်တော်မတွေ့ဘူးပါဘူးတွေ့လို့မေးတာမဟုတ်ပါဘူးစာအုပ်ထဲကနေဆရာမေးတာဆရာကြီးနဲ့ကျွန်တော်နဲ့အသက်ချင်းမိဝင်မိထွက်ပဲကွာပါဆရာကြီးကွယ်လွန်တဲ့နှစ်မှာကျွန်တော်မွေးပါ1941သူသေပြီးမှမွေးမဲ့အကောင်ကိုဆရာစာကမြောင်ကြားတဲ့ကဆွဲထုတ်ခဲ့တင်တာပါဗျဆရာကပြောတယ်မင်းရီမန်းချက်ထားပြီးပြီဆရာရီမန်းချက်တကားကိုခောက်မပွင့်မချင်းခောက်တောင်ထုတ်ကိုရောက်အောင်တက်ကွအောင်စိတ်ကိုဆရာပေးတယ်တကားတို့ခောက်ကြလို့ခောက်တော့သူတို့တကားတို့ဒီပွင့်လိုက်ခောက်ရင်ပွင့်တယ်ကွမခောက်ရင်မဝင်ဘူးကွကျွန်တော်ခဏနားမှန်ပါတယ်ဆရာကြီးကျွန်တော်လဘဆာမေးပွဲတခါမှမအောင်ပါဘူးလဘဆာမေးပွဲအောင်တဲ့တကားကိုရောမင်းဘယ်နှခါခောက်ခန်းခောက်၄ဘာသာကြကွာ၅ဘာသာကြအောင်ညအတန်းထဲမှာပထမတစ်ခါမှမရဘူးအဲ့ဒီတကားကိုရောမင်းဘယ်နှခါခောက်စိတ်တော်မကူဘူးမရတာပါဆန်းတယ်ဟိုက်ထဲမှာကျောင်းသူကျောင်းသားတွေပိုင်ဆရာမင်းတို့ကိုပြောမယ်ကွမင်းတန်းထဲမှာပထမမရဘူးသေးဘူးဆိုရင်မင်းညံ့လို့မဟုတ်ဘူးကွဆရာပြောမယ်မင်းညံ့လို့မဟုတ်အဲ့ဒီတကားကိုပထမဆိုတဲ့တကားကိုမင်းခောက်ရကောင်းမှမသိသေးလို့ပါကွခောက်ချင်စိတ်မရှိသေးလို့ပါကွခောက်ချင်စိတ်ရှိပြီးတော့ခောက်ကြည့်ပါကွပွင့်ကိုပွင့်စီပွင့်ပါစေလော်တော့မပွင့်ဘူးကွမပွင့်မချင်းခောက်ပွင့်ညောင်းကိုသက်သေပြကျွန်တော်ကအဲ့ဒီစာအုပ်ဖတ်ပြီးတော့အာမန်တက်နောက်စာအုပ်တွေ20နဲ့နှုတ်ရှိတယ်တအုပ်ဖတ်ပြီးအာမန်တစ်ခါတက်တအုပ်ဖတ်ပြီးအာမန်တစ်ခါတက်20နှုတ်ဖတ်ပြီးတော့မိုးကိုဒူးနဲ့တိုက်ရှင်စိတ်တွေပေါက်အာမန်အတက်လွန်သွားအဲ့ဒီနေ့ဆယ်ရန်ပြန်ဖြေမယ်ကွရှင်းနဲ့တက်ကဆိုဆက်တက်မယ်ကွကျွန်တော်လေလှုပ်လိုက်တာစူးစမ်းလိုက်တာအောင်စိတ်ကျွန်တော်ကိုဆရာပီမိုးနေကပေးလိုက်ပြီဗျကျောင်းမတက်နိုင်ပါဘူးဗျကျွန်တော်တို့ခက်ကကျူရှင်ရှိကိုမရှိဘူးဗျကိုယ့်ဘာသာကိုစာအုပ်တွေဖတ်လေ့လာနားမလဲထက်တန်းကျောင်းကဆရာမသွားမေး
ကြက်လိုက်ဖက်လိုက်ကြက်လိုက်ဖက်လိုက်စာမေးပွဲအဲ့ဒီနှစ်ကကျွန်တော်အောင်ပါလေ10တန်းအောင်နာမှကြိုက်ရတက်ကလို့သွားလို့ရတဲ့အမှတ်နဲ့အောင်ကျွန်တော်ကဘာလျှောက်မြန်မာစာအဓိကလျှောက်ဘာဖြစ်လို့လျှောက်ဆရာဘီမောနဲ့မေးတယ်မင်းဘာဖြစ်ချင်စာရေးဆရာဖြစ်ချင်စာရေးဆရာဖြစ်ချင်မြန်မာစာအရေးသားညက်နေရမယ်ကျွမ်းနေရမယ်တော်နေရမြန်မာစာတက်ကဆိုရောက်တော့ကျွန်တော်အမှတ်ကများတဲ့အတွက်တက္ကသိုလ်ဝင်ခွင့်ခုံနံပါတ်1ပြတစ်သလုံးမရဘူးတဲ့1အဲ့ဒီမှာစရပါလေ1965ခုနှစ်တက္ကသိုလ်လူရဲကျော်နေစပြီးတော့ရွေးတဲ့နှစ်ကျွန်တော်လူ1ရတဲ့လူ9ယောက်ထပ်ပြိုင်ခိုင်းတယ်ကျွန်တော်ထပ်ပြီးတော့1ရပါတက္ကသိုလ်လူရဲကျော်ဖြစ်တယ်ကြည့်ပါဟိုဘက်တုန်းကလာဘဆာမွေးဝတ်တော့မအောင်တဲ့ကောင်ဟောဒီပီမောနင်းစာအုပ်တစ်ထက်ကကျွန်တော်ဘဝကိုအောင်စိတ်ပေးလိုက်ပါပြီအဲ့လိုစာအုပ်နမူနာကောင်းနေကျွန်တော်မှပြစရာအများကြီးစိတ်နှလုံးကောင်းတဲ့စိတ်ထားကောင်းတဲ့လူဖြစ်အောင်ရေးပေးတဲ့စာတွေဖတ်တော့ဉာဏ်ကြောင့်ဦးချင်းမောင်ရဲ့သူဝတ္ထုကိုဖတ်တော့စိတ်ကောင်းနှလုံးကောင်းရှိတယ်ဗျသူပုံတူကုချတာဗျဆရာဝန်ကိုမြင့်မောင်နဲ့ကောင်းလိုက်တဲ့စိတ်ထားအဲ့ဒီဟာကိုအားကြတယ်ဗျကျွန်တော်ကျောင်းဆရာဖြစ်တော့ကိုမြင့်မောင်ရဲ့စိတ်ထားကိုယူတယ်ဆရာဝန်ဖြစ်မှလူတွေကိုကူညီနိုင်လားကွကျောင်းဆရာပိုတော်ကူညီနိုင်သေးတယ်ကွကျွန်တော်တပည့်တွေနဲ့ကျွန်တော်ချစ်လိုက်တာကျွန်တော်ရွာသားတွေနဲ့ကျွန်တော်ချစ်လိုက်တာတနယ်လုံးနဲ့ချစ်လိုက်တာကျောင်းဆရာကောင်းတယောက်ဖြစ်အဲ့ဒီအကြောင်းကိုကျွန်တော်ဝတ္ထုပြန်ရေးပန်းမြိုင်လေမှဥယျာဉ်မှုစာအုပ်အမျိုးသားစာပေစုညစာဖတ်ရကနေကျွန်တော်ပြန်ရတာပါဗျစာအုပ်ကောင်းနေဖတ်ကြစမ်းပါစာကြည့်လိုက်တယ်မှာကလေးတွေကြိုက်နေတဲ့အပျော်ဘတ်တွေလည်းထားပါဗျပုံမြင်နေထားပါဗျတရေကြိုက်တရေလည်းထားပါဗျတိုင်းလည်းထားပါဗျစာအုပ်ကောင်းနေထားပါဗျဖတ်ရင်နဲ့ကလေးတွေကစာဘာဝလာလိမ့်မယ်စာဘာဝလာတဲ့အခါစာညံ့မဖတ်တော့ပါဘူးစာကောင်းနေဘူးဖတ်ပြီးတော့မြတ်မာလိမ့်မယ်အောင်စိတ်တွေရလာပါလိမ့်မယ်သားတို့သမီးတို့ပြောချင်ပါလေစာဖတ်ခြင်းဖြင့်မိမိကိုယ်ကိုမိမိမြင့်တင်ကြပါအောင်စိတ်ကိုမွေးကြပါအောင်စိတ်ကိုမွေးပြီးတော့အောင်မြင်တဲ့တကားကြီးခောက်ကြပါလက်ရင်းသားဆော့ချစ်ကမ်းမမြင်လမ်းမမြင်ဘာထောက်ပံ့မှမသိမရှိပါဘူးဟိုတောရွာကလေးတရွာကနေကျွန်တော်ကိုကောင်းတဲ့ထောက်ပံ့ကတော့စာပေပါပဲစာဖတ်ရင်မင်းဘဝမြင့်ပါလိမ့်မယ်စာဖတ်ရင်မင်းအောင်မြင်ပါလိမ့်မယ်စာဖတ်ခြင်းဖြင့်အောင်မြင်ပါစေလက်ရင်းသားဆော့ချစ်တို့တဲ့အစရာထောင်းတာလွန်တို့တဲ့အောင်မြင်ပါစေလို့ဆုတောင်းရင်းညီကုန်းချုပ်ပါလေဗျာ